Hello ဒီနေ့မှာဆိုတော့ကျွန်တော်က brother တို့ကိုလောက်ပြသွားစရာတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့မဟုတ်တာတွေဖြစ်ပါတယ်သူတို့နားရမဟုတ်ပါတယ်ကျွန်တော်ဒီနေ့မှာ brother တို့ကိုမဟုတ်တာတွေလောက်ပြသွားမှာပါကျွန်တော်မဟုတ်တာတွေမလုပ်ပြခင်မှာအခုရပိုင်းမှာ player တွေမင်းများနေနဲ့အစိမ်လုံး100ဖြစ်ရနဲ့ EP skin ရဲ့ special skin ရဲ့ hero တကောင်ရဲ့တန်းရလားဆိုတော့မေးခွန်းကျွန်တော်ဖြေပေးသွားမှာဖြစ်ပါတယ်အဲ့မေးခွန်းရဲ့အဖြေကတော့မရပါဘူးခင်ဗျာကျွန်တော်ကစမ်းကြည့်ပြီးသွားပါပြီကျွန်တော် weekly bet တစ်ပတ်ထည့်လိုက်ပါတယ်အဲ့ခင်မှာကျွန်တော် hero တကောင်ရွေးခွင့်ပေးပါတယ်အဲ့ကျွန်တော် hero ရွေးရတော့ရှီဆန်ရှိမှဖြစ်ပါတယ်အဲ့ကျွန်တော် hero ရွေးပြီးတော့ကျွန်တော် special တွေထည့်ယူမှာဗျ special တွေမှာဆိုတော့ tank fighter assassin marksman mate support အများကြီးရှိရဗျအဲ့ကျွန်တော် marksman နဲ့ကျွန်တော်1-1လေးယူထားတယ်ဗျကဲအခု brother တို့ minute time ပါပဲကျွန်တော် weekly bet တစ်ပတ်ထည့်တယ်ဒါပေမဲ့ကျွန်တော် weekend မပြည့်တော့ဘူးအဲ့တော့ကျွန်တော် brother တို့အကြံပေးချင်တာကရင်တော့အနည်းဆုံးပမာဏဖြစ်တဲ့စိန်ဆက်တုံးထည့်လိုက်ပါပြီးတော့မှစိန်တရားထည့်မယ်ဆိုရင် EP skin တန်းရနိုင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်ဗီဒီယိုရဲ့အဓိကအပိုင်းဖြစ်တဲ့ကျွန်တော်မဟုတ်တာတွေလုပ်ပြသွားတော့မှဖြစ်ပါတယ်မဟုတ်တာတွေလုပ်တော့မှဆိုလို့ရှိရင်မမလီကျန်နဲ့မှာလုပ်ကောင်းတဲ့ကောင်ရှိပါတယ်အဲ့ဒါပါလဲဆိုတော့တန်ယူရယ်ဖရန်ကိုပဲဖြစ်ပါတယ်ဖရန်ကိုကန်ပြီးတော့တန်းလို့ဆိုပြီးတော့မဟုတ်တာတွေလုပ်ပါအဲ့ဒါဆိုအရန်ကောင်းပါတယ်အရသာရန်ရှိပါတယ်ကျွန်တော်အခုဒီနေ့မှာတော့အဲ့ကျွန်တော်ပြောတဲ့ဖရန်ကိုနဲ့ပဲမဟုတ်တာလုပ်ပြတာမှာပါဒါတော့ကြည့်လိုက်ပါကျွန်တော်အားလုံးလူသားတွေပဲတန်းကန်ဆိုတာနဲ့အမြဲတမ်းမှာပေးရမယ်ရှင်းနေခံပေးရမယ်ဆိုမရှိဘူးเนาะဒီမှာပေးရတဲ့ဒဏ်ရာတွေပဲခံနေတာတမန်ပေးရတဲ့ဒဏ်ရာတွေတော့မခံဘူးအဲ့တော့ဗါတယ်အားတွေတန်းအောင်ဒဏ်မေးလျှော့ရဲဆိုတာလေရန်ကောင်းပါတယ်ဒါတို့ကြည့်တယ်ဆိုတော့ဒီလိုမှဆိုကျွန်တော်ဖန်ကတော့လူတော်ကောင်းလို့ကောင်းမှကြည့်မကြည့်ဒါသူမနဲ့ကလွဲခဲ့တာဆိုတော့ဒီချိတ်လေးလွဲရတာဆိုတော့သူကြောတာလို့ကျွန်တော်ထင်ပါတယ်ရှိပါရဲ့တိတ်ကြောက်စရာမလိုဘူးဒါဆိုရင်ကျွန်တော်ရဲ့ဖရန်ကိုစကီပြမယ်တော့ဒီဖရန်ကိုလို့ဆိုဖို့ကျွန်တော်ညပေါင်း400တော့လေ့ကျင့်လာတာအဲ့လိုဆွဲနိုင်ဖို့ဆိုတော့တောင်းစကီနဲ့မရပါဘူးနော်ကျွန်တော်တို့ညပေါင်း400တော့လေ့ကျင့်မှရမှာပါဟုတ်တာကြီးလုပ်ပြမယ်ဆိုမှလည်းဒီကျွန်တော်ချိန်တယ်ရမ်းမိနေဒီမှာဆိုလည်းကြည့်တယ်တော့မော်စကိုဆိုမော်စကိုထဲပဲအမတော့မှဆောင်းကောင်းကျတဲ့တုံးကြောပါကွာတီတော့မှာပဲကျွန်တော်မရှက်ဘူးပြေးတယ်ဒါကျွန်တော်ကြည့်မယ်အောက်ပလီးပြတယ်အောက်ပလီးပြတာနော်အမတော့လိုရမလဲတောနမန်ဒီမှာတော့မပြတဲ့အောက်ပလီးပဲဒါတောင်းစကီးနဲ့လုံးလို့မရဘူးပေါ့ဒါတိခပိုင်းကဟိုတေဝါတာတွေတော့ကြော်လိုက်မှာနော်ဒါတိခပိုင်းရပါဒါတော့ပြည်နေမျိုးထင်းနေဒီမှာဆိုကြည့်တော့ဂိမ်းဆက်ဖန်နီဒိုလာမှာကျွန်တော်ကြိုတိဘာမှမဟုတ်မနှဆောင်ရိုးရှင်းနေကောင်းနေမဟုတ်တာလောက်တာဆိုတော့ဘယ်လိုလုပ်ရလဲဆိုတင်ပေးမှာအမှန်အဲ့တော့ချိန်ကြီးကောင်းတယ်ဒီကြောက်ကြီးတွေကနေကျွန်တော်တကောင်မှမထီအောင်ဆွဲပြပါဒါတောင်းဆွဲနိုင်တဲ့စကီးတော့မဟုတ်ပါဘူးဖရန်ကိုကန်နဲ့ပလီယာတွေတိပါလို့ဂျိတ်တီတို့မီးဖို့ဆိုတော့တောင်းဒီကျင်းရတယ်ဒါလည်းတိမှာပါဒါကြည့်ရရင်မော်စကိုလုံးဝကျွန်တော်ဟိုကလောက်ခဲ့တဲ့အကွက်လေးတိုင်းအောက်ပလေးပြန်ပြဖို့ကျွန်တော်စဉ်းစားပြီးအမကြည့်လိုက်အဲ့မှာရှော့လူမားပြီးချစ်မိတယ်လို့လူမားပြီးကိုက်မိတော့ကိုယ်ပါခွေးဖြစ်သွားတယ်ကြည့်တယ်နော်မော်စကိုကျွန်တော်တွေးကြည့်ပြန်ဆက်မယ်ကျွန်တော်ခုနကေးသွားရောအမဖရန်ကိုတိုင်းမိဆိုပါလဲဆိုမေးပေးတယ်ညီကိုတို့နိုင်တို့ပြောနော်နိုင်ကြိတ်ခံနော်ဒါရိုးနဲ့ကလာပြီးအာနာချောင်းနေကြည့်မကြိတ်ရှက်တွေလည်းကွဲပါတယ်နော်ညီတို့ဒါနားလည်းပြပါညီကကျွန်တော်တမန်နဲ့လွဲရဆိုတော့ဒီချိတ်ဒီလွဲရတယ်ဆိုတော့နားလည်းပြမထင်ရောမနောက်တစ်ခေါက်ထပ်ဆမ်းမှာရောရှက်တရားကြီးမရှိတော့ပါဘူးတော့ညီတို့မေးပေးပါစီယိုမှာချက်တရားမရှိတော့ပါဘူးအရှိပဲဒီဘက်ကျွန်တော်နိုင်မှာမကြည့်တယ်ကျွန်တော်မော်စကိုချောင်းဝရှိရနေကန်ကြည့်တာကွက်လေးလှဝဲနော်လူဆိုတော့မမီတော့ကျွန်တော်သိရတယ်အဲ့ကျွန်တော်မဆွဲတော့ပါဆွဲထားလို့ရတာမဟုတ်ဘူးလွတ်ပေးလိုက်နော်ကြည့်ရကျွန်တော်လည်းဖရန်ကို damage ဆိုပါတယ်ကြည့်တယ် fan new bra scale 1မှာသူနှစ်တုံး element ရအပြည့်ပဲဒီကိုဒါကျွန်တော်ဒီဘက်မဟုတ်တာလို့တော့ဆိုမှကျွန်တော်ပွဲရလက်ကတော့ရန်ရိုးရှင်းပါတယ် we are victory bro so easy man ကဲဖရန်ကိုနဲ့မဟုတ်တာလောက်ပြပြီးတော့ကျွန်တော်ဒီဗီဒီယိုတွေရဲ့အစိတ်ပိုင်း hero တကောင်ရှိသေးတယ်ဗါလဲကြည့်လိုက်ပါတော့အန်ဂျလာလေးမြင်တော့နည်းငယ်ရင်ခုန်သွားမလို့ထင်တယ်အန်ဂျလာထင်မသေးပါနဲ့ပါတော့အန်ဂျလာလုံကိန်းကမဆမနဲ့လုံကိန်းကဘယ်လိုကျင်းလဲဘာလို့ကြည့်တာဒါတော့အားလေး
အားလေးတင်းနေပါတော့နော်ဒါတော့အဓိကအထိပ်ပန်းပြတော့ Oh my god, how? Papi boom! Yeah, c'est toi toi, papi boom! Yeah, die, papi boom! Yeah, c'est toi toi, papi boom! Yeah, ha, what you got? ဒါကတော့တွေးရတယ်လုံးဝ Angela attach ပြီးလို့နော်ချုပ် bro ဒါတော့ Angela attach ပြီးကျွန်တော်ဘာမှမဟုတ်သေးဘူးနော် Papi boom! Papi boom! Yeah, c'est toi toi, papi boom! အဲ့နဲ့ Angela ကြီးကိုကိုယ်ဦးနဲ့ကန်လို့ရှိရင်အဲ့လိုစော့ကြည့်ပါစောင့်ဝန်းကျမ်းပါပဲကျွန်တော်ကန်ရတော့စောင့်ဝန်းကြိုက်နေတယ်ကျွန်တော်ကြည့်ပဲတစ်ခါထပ်ပြပါမယ် Papi boom! Papi boom! Yeah, c'est toi toi, papi boom! ကြိုက်ရ brother တို့ကြိုက်တယ်နော်ကြိုက်မှကြိုက်တယ်ပြောတော့တောင်းစကေးနဲ့မဆိုကြီးဗဒန်းတို့ကောင်းအောင်ကျွန်တော်ရှင်းပြပြအောင်ပြော brother ကြည့်ပါ Papi boom! Papi boom! Yeah, c'est toi toi, papi boom! ရှုပ်နေတော့ကိုအောင်ရှုပ်နေဒီဘက်တော့ Angela ကဲပြီးတဲ့ခင်းလို့ပြောလို့ရတယ်ဒီဘက်တော့ Angela ကြီးကိုလောက်ကွက်တွေပြဆောင်းဝန်းကျန်းနော်ဒီလို Angela player မျိုး brother ရှာလိုက်တော့ကိုကောင်မလေးမန်ရှင်းခေါ်လိုက်ပြတယ်ပဲ Angela ကန်ဒီလိုကန်ရတယ်စီယိုရဲ့ကန်Angela ရဲ့ဒီတော့ကျန်းနေ brother ခေါ်ပြလိုက်တော့ဒီမှာ Angela ရဲ့လောတွေပါကေးကူတော့ဗတ်တွေပါစားတော့ကိုဘကကောင်နဲ့ရွာတာကြီးတွားတော့သူ့ဖေးတွေ Angela ကိုသူကစူပါမန်မှန်နေတော့5-1နဲ့ချလို့ရမှန်မတော်တော့မနိုင်ဘူးငါတို့လည်းချက်တရားမရှိဘူးငါတို့မပူပြေးမှာငါတို့ Angela နောက်ဘွားမှာကူဖို့နောက်ဘွားမှာပူဖို့ငါတို့ Angela အဲ့ဒီမျိုးချန်တယ်ကောင်းနေမယုံအမှတေယုံမှာအကုန်လုံးရောက်လာကြီးအမကြီးမကျွမ်းဘယ်လိုလုပ်ပြတော့မလို့ကြည့်လိုက်တော့ Papi boom! Papi boom! Yeah, c'est toi toi, papi boom! ပြောပါတယ်မရှုပ်ပါနဲ့တော့ကိုယ့်ရှုပ်နေခုလို့တဲ့တော့အမှတရုံးညမှာတဖန်ရတော့ကြည့်လားကျွန်တော်ဘာနဲ့ရှင်းရမှာအကနဲ့ရှင်းရမှာmaybe ပါမလို့ရောဘက်ကလည်းဖိုးကောင်၄ကောင်လောက်ကျန်တယ်တေးပြီနော်ဒီကဆုံးတက်လိုက်တော့တက်တုံးနေဘာမှမပေါ့ကိုကမဟုတ်တိုင်းလုံးမဆွဲလို့ရပါကျေးဇူးပါဗျာတော့နော်ကျွန်တော်ဗီဒီယိုရဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကအခုနောက်ပိုင်းဆောင်ပွဲရှိရဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုတွေကိုဆောင်ပွဲပြီးတော့မှဆက်လုပ်ပါမယ်ကျွန်တော်အားပေးနေညီကိုတွေရှိရင်ကျေးဇူးတင်ပါတယ်ပြီးရင်ကျွန်တော်အတန်ဆိုးဝါးယူနားထောင်ပြရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်